ရှုံးမှာသူကမျက်နှာသူလိုဟန်ဆောင်တဲ့ပန်းတို့တွေနဲ့တွေ့ဘယ်လိုလုပ်မလဲဒီလိုလူမျိုးတွေကသူတို့အမားကိုသူတို့လက်မခံရတဲ့လူမျိုးတွေဒါကြောင့်ပဲပန်းတို့တွေဖက်ခင်းပြီးသူတို့အမားကိုဖုံးမှုကြိုးပမ်းနေကြတာတကယ်တမ်းရုံးမာတာမှားတာကသူအဲ့ဒီတို့အပြစ်ရှိတာကကိုသူကအမြဲတမ်းခံရတဲ့ဘက်မှာရှိနေတဲ့ဒုက္ခတွေကိုကခံစားချက်မရှိတဲ့ကိုကြီးမစားတဲ့လူဒါသူတို့ခင်းတဲ့ဆက်ကွက်ပဲဒီလိုလူမျိုးတွေနဲ့တွေ့ရင်ရှင်းပြတာတွေမလုပ်ပါနဲ့အဲ့ဒီအစားခိုင်လုံတဲ့အချက်လက်တွေနဲ့သူ့အမားကိုရဲရဲထောက်ပြပါဒါမှမဟုတ်သူ့စကားတွေကိုစိတ်ဝင်စားတဲ့ပုံစံနဲ့နေပါသူဖြစ်ရှင်တဲ့ပုံစံကကိုယ်လူယုံမှာဆက်တွင်းပြီးကိုကအပြစ်ရှိလို့ခံစားသွားတဲ့အခါသူ့အမားကြီးမှိမ့်သွားဖို့ပဲဒီလိုသူဖြစ်ရှင်တဲ့အတိုင်းလုံးဝအဖြစ်မခံနဲ့သူကကိုယ်ခံစားချက်မရှိတဲ့သူတယောက်ဖြစ်ဆက်တွင်းတဲ့အတိုင်းကိုကလည်းခံစားချက်မရှိတဲ့သူတယောက်ဖြစ်နေလိုက်ပါဒီလိုအခြေအနေမျိုးမှာကခံစားချက်တဲ့အချက်လက်ကပိုအရေးကြီးသွားပြီဒါကြောင့်ခံစားချက်ကိုဖေးချိတ်ထားတာအကောင်းဆုံးပဲဆိုတော့ပန်းတို့တွေးတွေကိုအရှောင်မပေးပါနဲ့ဒီလိုလူမျိုးတွေကကိုယ်နှစ်ခါခံအောင်လုပ်ပြီး fake ကင်စားပေးမဲ့လူမျိုးတွေပါ